အားလုံးပဲမင်္ဂလာပါဗျာ MD YouTube channel နဲ့ TikTok လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ TikTok မှာပေါ့เนาะကျွန်တော်တို့ဒီ copyright တွေညှိလားမညှိလားကိုကျွန်တော်တို့ဘယ်လိုမျိုးစေ့ရမလဲကျွန်တော်တို့ရဲ့ဒီ view တွေကိုကျွန်တော်တို့ဘယ်နေရာမှာကြည့်ရမလဲဆိုတော့ဒါကျွန်တော် sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ TikTok တွေဝင်လိုက်မယ်ပေါ့เนาะကိုနဲ့ဘဝတူအသေးလေး ကျွန်တော် TikTok တွေဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ profile ကိုနှိပ်မယ်ပေါ့เนาะကျွန်တော်တို့ရဲ့ profile ကိုနှိပ်မယ်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ဘယ်ကိုဆက်သွားရမလဲဆိုရင်ကျွန်တော်တို့အလွယ်ကူဆုံးကတော့ဒီကျွန်တော်မြင်းသုံးကြောင်းသွားလဲရတယ်ပေါ့เนาะပြီးရင်ကျွန်တော်တို့ဒီမှာ wine studio ရလဲသွားလို့ရတယ်ပေါ့เนาะကျွန်တော်တို့ဒီအလွယ်ဆုံးအနေနဲ့ wine studio ရသွားလိုက်မယ်ကြော်ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီဟာကပထမဆုံးအနေနဲ့ကျွန်တော်စစ်ပြမှာကဒီကျွန်တော်တို့တင်ထားတဲ့ YouTube မှာပေါ့เนาะ TikTok မှာပေါ့ကျွန်တော်တို့ copyright ညှိလားမညှိလားဆိုတော့ကျွန်တော်ဘယ်ကိုနှိပ်ကြမလဲဆိုရင်ကျွန်တော်မြားလေးပြထားရပေါ့เนาะအဲ့ကောင်လေးကျွန်တော်ချက်နေလိုက်အဲ့ကောင်လေးနှိပ်ပြီးမှကျွန်တော်ပေါ်လာလိုက်မယ်ပေါ့เนาะဒီမှာသူသွားနေပေါ့ဒီလိုလေးတွေအမှန်ကြီးလေးတွေပေါ့เนาะဒါဆိုရင်ကျွန်တော် copyright လုံးဝမရှိဘူးပေါ့เนาะမရှိဘူးတဲ့ဖြစ်တော့လည်းကျွန်တော် yes နှိပ်ပေးလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုက view ဘယ်လောက်ရှိပြီလဲကျွန်တော်တို့ဒီအပေါ်မှာကြည့်လို့မရဘူးပေါ့เนาะကျွန်တော်တို့ဒီအပေါ်ကနေတော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီကမြားလေးကိုတစ်ချက်နှိပ်လိုက်မယ်မြားလေးမှာနှိပ်ပြီဆိုရင်ဒါဆိုရင်ကျွန်တော်တို့9ရက် daily 9ရက်ရှိတယ်28ရှိရပေါ့နော်ရက်60ရှိတယ်ပေါ့အဲ့ချိန်မှာကျွန်တော်ကဒီ28ကိုနှိပ်ပြပေးမယ်ပေါ့နော်ဒါဆိုရင်28မှာဆိုရင်ကျွန်တော်ရဲ့ view ကဘယ်လောက်ရှိလဲဆိုရင် 21k ရှိတယ်ပေါ့နော်ဒါဆိုရင်အဲ့ထက်မှာလုံပြီးတော့ပို့ပြီးတော့တည်ကျင်နေဆိုရင်ကျွန်တော်တို့ကဘယ်သွားရမလဲဆိုရင်ကျွန်တော်တို့ရဲ့ monetization ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒီအောက်လေးမှာပေါ့နော်ဒါဆိုတော့ခဏစောင့်ပြီးလိုက်ပေါ့နော်ဒါမိတ်ဆွေတို့အနေနဲ့ကျွန်တော်ကဒီမှာသူပေးထားတဲ့သတ်မှတ်ချက်တွေလည်းရှိနေပေါ့နော်ကျွန်တော်ဒီမှာဒီကောင်လေးတွေပေါ့နော်ဒီကောင်လေးတွေပြီးလို့ရှိရင်ကျွန်တော်အပေါ်စနဲ့ဆွဲတင်လိုက်မယ်သူကဒီမှာပြောထားတာတွေကဗာလေးလဲဆိုတော့ကျွန်တော်16နှစ်အထက်ရှိရမယ်ပြီးလို့ရှိရင် follower 10k ပြရမယ် view ဒီမှာသိရှိရမယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ဒီမှာလေးလာပြီးတော့ဝင်စစ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ view စစ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ back လေးနဲ့ပြန်ပြီးထွက်လိုက်လို့ရပါတယ်ဗျဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ရဲ့ဒီ view တွေကျွန်တော်တို့ရဲ့ copyright တွေကိုစစ်တဲ့နည်းလေးပဲဒီဘက် TikTok အကောင့်မှာကျွန်တော် sharing လုပ်ခဲ့တာပါဗျပြီးလို့ရှိရင်ဒီဂျပန် TikTok အကောင့်မှာကဗာလေးလေးဆိုတော့ကျွန်တော်ပုံနေကိုမတင်နဲ့ပေါ့နော်ကိုယ်တိုင်ရိုက်တဲ့ဒီ video လေးကိုရိုက်မှာလားကျွန်တော်တို့ monetization ရှောက်လို့ရမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ video လေးကိုစောင့်ကြည့်ပေးတဲ့တိုင်ကိုအထူးပင်ကျေးဇူးတင်ရှိပါဗျ like လေးတွေ